ကိုဘဝရဲ့စိတ်ညွန်သူတခါမှာကျမတို့ဟာအကြောက်ဆုံးနဲ့ကျမတို့မဖြစ်ချင်ဆုံးကိစ္စများကိုအမြဲလိုသွေးပြီးပူပန်တတ်ကြပါတယ်။ဒါဟာမတိစိတ်သေးကိုဆွဲသွားအောင်လုံးနေတယ်လို့ဖြစ်သွားတယ်။အဲ့ဒီအတွက်နဲ့အမြဲစိုးရိမ်တယ်။အဲ့ဒီအတွက်နဲ့အမြဲပူနေတယ်။အဲ့ဒီအတွက်ကမဖြစ်အောင်လှုပ်လိုက်တယ်လို့ပဲတကယ်ဖြစ်လာရော။ဆိုရိုးစကားတွေကအတိုင်းပဲဥပါတိုင်ကြောင့်ဥပတ်ရောက်တယ်ဖြစ်သွားရောဖြစ်ဘူးတယ်မဟုတ်လားမတွေးရှင်တဲ့သူကိုရှောင်သွားကမှထိတ်တိုက်ကြီးတိုးပါလေရောဒါကဘာလဲဆိုတော့ကိုမဖြစ်ရှင်တဲ့ကိစ္စကိုစိုးရိမ်လေပြောလေဖတ်လေသွေးလေကျမတို့ရဲ့မတိစိတ်ထဲကိုကျမတို့စိုးရိမ်လို့ပြောလေဖတ်လေသွေးလေတဲ့ကိစ္စများကပဲလွမ်းမိုးလာလေဖြစ်ပြီးအချိန်ကြာလာတာနဲ့အမျှကျမတို့မတိစိတ်ကပဲအဲ့ဒီကိစ္စတွေတကယ်ဖြစ်လာအောင်ဆွဲဆောင်လာတော့တာပဲဒါဟာပုံတင်နီးလို့ကိုဖြစ်နေတာလို့ပြောရမလို့ပါပဲကျမတို့ဟာကျမတို့ပိုင်ဆိုင်ထားတဲ့ရရှိထားတဲ့အရာများအရှိအနေများကိုပျက်စီးဆုံးရှုံးသွားမှကြောက်လေပျက်စီးဆုံးရှုံးသွားမယ့်အရှိအနေကိုတွန်းပို့လေပါပဲကျမတို့ရဲ့ပစ္စည်းဥစ္စာကိုချစ်ခင်နှစ်သက်ရတဲ့သူတွေကိုဆုံချုံသွားရမှကြောက်လေဆုံချုံမှုအရှိအနေတွေကဖြစ်လာလေပါပဲအပြည့်ဆိုတာကြီးကိုတိတ်မသွေးပဲကျမတို့မှရှိပြီးသားအရှိအနေတွေပေါ်မှာပဲအာယုံစူးစိုက်ပြီးပျော်ရွှင်အောင်နေမှဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုလိုရှင်တဲ့ဘဝမှာအောင်မြင်ပျော်ရွှင်သူတယောက်ဖြစ်ချင်တဲ့ဆိုရင်ကိုလိုရှင်တဲ့အရာကိုဖြစ်ချင်တဲ့အရာပေါ်မှာဒါအာယုံစူးစိုက်ထားပါအမြဲသွေးတော့ပါစဉ်းစားပါကြံစီပါဒါမှလည်းကျမတို့မတိစိတ်ထဲမှာဒီအောင်မြင်ပျော်ရွှင်မှုဟာလွမ်းမိုးလာပြီးကျမတို့စီကိုမတိစိတ်ကအောင်မြင်ပျော်ရွှင်မှုတွေကိုဖန်တီးပို့ဆောင်ပေးပါလိမ့်မယ်